တက္ကမမှာပြန်ရည်ရည်တွက်ပြီးရှိသောထုံးဆက်တက္ကမ၌တိခိမြတ်စွာဘုရားပွင့်တော်မူခဲ့ပါသည်အခါတစ်ပါးတွင်တိခိမြတ်စွာဘုရားရှင်သည်တပါးတည်းနေ၍ဝိဝေကဆုခကိုပွားများလိုသောကြောင့်ရှုချင်းစဖွယ်တပင်ပန်းမှအမျိုးမျိုးတို့နှင့်ပြည့်စုံသောတောကြီးအတွင်းသို့ကြွတော်မူကာအေးချမ်းလာသောကြောက်ဖျားပြင်ထ၌တုကုတ်တင်ကန်းကိုလေးထိုက်ခင်း၏၆ပါးသောရောင်ကြည်တော်တို့ထွင်းထိန်တောက်ပါစေလျက်တင်တဲသောဘုရားရှင်၏အထေတော်ဖြင့်ဆန့်နေတော်မူခဲ့၏ထို့သောတစ်တပင်ရင်ဝါတပင်ရိတောရကြောင်းမြတ်၌အမီမိတ်ဦးဆောင်ဖုံးခေါင်ထုတ်ပြတိခိမြတ်စွာတည်င်းထုံးတော်မူရာသို့နတ်ပြမနဂါကလုံတို့သည်စူဝေးရောက်လာကြကုန်၏တိခိမြတ်စွာဘုရားရှင်ကိုနတ်ပန်းနန္တာတို့ဖြင့်ပူဇော်ဥခိုက်နေကြလေ၏မြတ်စွာဘုရားရှင်သည်ထိုနတ်ပြမနဂါကလုံတို့စားသောပရိသတ်တို့အားပြမမင်း၏အတန်နှင့်တူသောအတန်တော်ဖြင့်တစ္ဆာလေးပါးမြတ်တရားတော်ကိုမိုးကြီးရွာတကယ်သို့တဆွမ်းသွမ်းဟောကြားတော်မူခဲ့ပါလေထိုစဉ်အခါတောလိုက်မှုဆိုးတို့သည်မြတ်စွာဘုရားဆန့်နေတော်မူရာတောကြီးအတွင်းသို့ဝင်ခဲ့၍စားကောင်တို့ကိုဖမ်းယူတပ်ဖြတ်စားတောက်နေခဲ့၏ထိုမှုဆိုးသည်တောလည်းရင်မြတ်စွာဘုရားရှင်တရားဟောတော်မူသောနေရာသို့ရောက်ရှိလာလေ၏ထိုမှုဆိုးသည်မြတ်စွာဘုရားရှင်တရားဟောတော်မူနေသည်ကိုမြင်တွေ့လေတင်တင်းလောက်ပတ်သောအရာမှနေ၏တရားတော်ကိုယိုသေးစွာနာယူခဲ့လေ၏ထိုတောလိုက်မှုဆိုးသည်တရားတော်ကိုနာယူပြီးယတနာသုံးပါး၌ကြီးညိုသောစိတ်ဖြင့်ထိုဘဝမှစုတေးတေလွန်သောအခါလက်ပြီး၆ထပ်၌ဖြစ်ခဲ့၏ထိုမှတဖန်လူပြည်၌ပြန်ဖြစ်၍စီးစိမ်ချမ်းသာအမျိုးမျိုးတို့ကိုခန်းစားဆန်စားကလက်ရွာလူပြည်တို့တွင်လူလာဆုံဆန်နေခဲ့လေ၏ကောဓမမြတ်စွာဘုရားရှင်ပွင့်တော်မူသောအခါ၌စာဝတ္ถีပြည်တွင်ပစ္စည်းဥစ္စာချမ်းသာကွယ်ဝယ်ပြီးမြတ်သောအမျိုး၌ဝေဖားခဲ့ပြန်၏တိတ္တတိအရေတို့ရောက်သောအခါမြတ်စွာဘုရားသာသနာ၌ရှင်ရဟန်းဖြစ်ခဲ့၏တနေ့တာမြတ်စွာဘုရားရှင်ဟောကြားတော်မူသောတစ္ဆာလေးပါးတရားတော်မြတ်ကိုကြားနာရ၍ပဋိသင်္ပိတာလေးပါးနှင့်တကွယဟန္တာအဖြစ်သို့ဆက်ရောက်တော်မူ၏ယဟန္တာဖြစ်တော်မူသည့်အခါစံကားပရိသတ်အလယ်၌တိခိဘုရားရှင်လက်ထက်ကဖြစ်ခဲ့သောမိမိ၏ရှေ့အတိတ်ဘဝဖြစ်စဉ်နှင့်ပြုခဲ့သောကောင်းမှုကုသိုလ်တို့ကို24ဂါထာတို့ဖြင့်ရွတ်ဆိုကာဝမ်းမြောက်သောပီတိဖြင့်ဥဒန်းကျွေးရင်တော်မူလေ၏ထိုဂါထာတို့၏အဆုံး၌ငါသည်တိခိမြတ်စွာဘုရားရှင်ကောင်းစွာဟောကြားအပ်သောတရားတော်ကိုတမဟုမြနာကြားခဲ့ရ၏ထိုခဏမြနာကြားရသောကောင်းမှုကြောင့်အပိုင်လေးပါး၌တရားတစ်စိတ်ပဲဖြစ်ခဲ့ထို့ပြင်လည်းဖြစ်လျာဘဝတို့တွင်ဘယ်နေရာကများဘေးဒုက္ခလာလိမ့်မလဲဟုသောတွေးသောပူပန်ကြောက်လိုက်နေရခြင်းမျိုးလည်းမရှိခဲ့ပြီငါသည်လက်ယုံကိုမြောက်ချီဆန့်ထည့်၍ရဲရဲဝမ်းဝမ်းဆိုပါငါပြောကြသောထိုစကားတို့ကိုယုံကြည်ပြီးလိုက်နာကြပါငါကိုပမာထား၍တရားတော်ကိုယိုသေးစွာနာယူကြပါဟုလို့ဆော်တိုက်တွန်းတော်မူခဲ့၏တောလိုက်မှုဆို၏အဖြစ်အပျက်ကိုအကြောင်းပြု၍ရှေးဆရာမြတ်တို့ကအနည်းငယ်သောအချိန်တွင်မှတရားတော်ကိုနာကြားယုံများဖြင့်စီးစိမ်ချမ်းသာရခဲ့သည်ထိုတောလိုက်မှုဆို၏ဝတ္ထုကိုအတူယူ၍တင်သူတော်ကောင်းတို့သည်လည်းဘဝဝိဘဝဒုက္ခဟုဘဝ၌ဖြစ်သောလူနဲ့ချမ်းသာဘဝနှင့်ကင်းသောနိဗ္ဗာန်ချမ်းသာတို့ကိုတောင်းတ၍ပြင်းရည်ချင်းကိုဆွတ်ပေကနာရခဲလာစွာသောမြတ်စွာဘုရား၏တရားတော်ကိုယိုသေးစွာနာယူကြပါကုန်ဟုမိန့်ကြားခဲ့ကြ၏